မြင့်ငပိသမင်းတော့စားမယ်ကျွန်တော်ကဒီနေ့ငပိတောင်းထောက်ပြမှာဖြစ်ပါတယ်ဗမာငပိထောင်းကိုနော်ဘာပါမလဲဆိုတော့မြင့်ငပိပါတယ်မြင့်ငပိကတော့ပြီးမိဖောက်အောင်ပါပဲမြင့်ငပိပါတယ်ပစိုးကြောက်ပါတယ်မြို့တိခွဲချမ်းပါတယ်ပြီးရင်ကျတော့အဖြူပဲပါတယ်အဲ့ဒါကိုကျွန်တော်ထောင်းပြပါမယ်မြင့်ငပိခူးရတာမသိရေခဲပုံခူးရတဲ့အတိုင်းပြမယ်ကြည့်ဒီမှာပါမြင့်ငပိကဒီလိုပေါ့အဲ့ဒါဆို air fryer နဲ့နေဆိုရနေရတာတော့အဖြူလေးခွာရမယ်တော့တအုပ်လောက်ပဲထည့်တယ်တခါစားတော့ငပိတော့အများကြီးမစားချင်တော့ပစိုးကြောက်ထည့်တာပါအခုငပိကိုမီးဖုတ်ထားတဲ့အချိန်မှာကျွန်တော်ပစိုးကြောက်ကိုထောင်းမယ်ပြီးရင်ချက်တော့ပြီးထောင်းပါမယ်ချက်တော့ပြီးမှရောထားတယ်တော့ချက်တော့မရဟုတ်တော့ချက်တော့ဖြူနေပစုံကြောက်ကိုကျွန်တော်ရောထားလိုက်တယ်ဟောတစ်ခါရေးပြီးတော့တစ်ခါညံ့ညံ့လေးဖြစ်သွားပါစူးနေတော့နေတော့နော်နေတော့နော်ကိုကြီးမိပုတ်ပြဒီပုံစံမျိုးဖြစ်သွားရင်ငပိရတော့နောက်ဒီကပစုံကြောင်းနဲ့ချက်တော့ဖြူနေကိုကျွန်တော်ရောထောင်းတာအခုလုံးကြိတ်ညက်တော့အောင်တော့တိတ်မထားဘူးဒါပေမဲ့ထားညက်အောင်တော့ထားလိုက်တယ်ဒီကားငရုတ်သီးစိမ်းကိုမီးဖုတ်တာမီးဖုတ်ပြီးတော့ကျွန်တော်လှုပ်ထားတယ်နောက်ဆုံးတော့ပြီးတော့ပါပြီအစားတော့ငပိထောင်းမှုပဲစဉ်းစားတာဒါပေမဲ့နောက်စုဖို့ရတဲ့ကြက်ဥပတစ်ခါရောကြော်ပလိုက်တစ်ခါစားလို့ရငပိထောင်းရသွားပါပြီဒီကတော့စုဖို့ရင်ပါโอเคငပိထောင်းနဲ့စုဖို့ရနေဆိုရင်သမင်းတော့စားမိနေပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်